အားလုံးပဲမင်္ဂလာပါမင်္ဂလာရှိသောညချမ်းလေးပါကျွန်တော်ရဲ့တူတောင်ချစ်မိတ်ဆွေညီကိုမောင်နှမများအားလုံးပေါ့နော်မနက်ပြန်ဆိုရင်ကျွန်တော်တို့25ရက်8လ2026เนาะကဲအင်္ဂါနေ့လေးကိုပြန်လည်ပြီးတော့ရောက်ရှိလို့လာပါပြီအင်္ဂါနေ့နေကုန်စားเนาะဝမ်းကျင်းလေးတွေမိန်းခွက်ကလေးတွေပတ်သီးလေးတွေထပ်မှန်ပြီးတော့လာတင်ပေးတာဖြစ်ပါတယ်ဗီဒီယိုဖိုင်လေးကိုပြီးဆုံးနိုင်အောင်ကြည့်ပေးပါကဲကျွန်တော်ရဲ့ချစ်မိတ်ဆွေတွေအားလုံးဒီဗီဒီယိုဖိုင်လေးကိုမြင်နေတွေ့တဲ့အချိန်ကနေစလို့စိတ်ချမ်းသာကိုကြမ်းမာကြပါစေစီးပွားလက်လာပါတွေလည်းတိုးတက်ကြပါစေလို့ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါတယ်ကဲအားလုံးပဲကျွန်တော်ရဲ့ချစ်မိတ်ဆွေတွေညီကိုမောင်နှမတွေအားလုံးเนาะဒီနေ့တနင်္လာနေ့အဖွင့်နေ့လေးမှာတော့เนาะမနက်ပိုင်းမှာပတ်သီးသမားတွေနှစ်ပတ်သီးเนาะနှစ်ပူးရကြလိမ့်မယ်เนาะကဲညနေပိုင်းမှာတော့ဇာတိုးသမားတွေအားလုံးပဲ9ဇာတိုး53ရကြလိမ့်မယ်เนาะမပြောက်တဲ့ဇာတိုးတွေမှာပေါ့เนาะကျွန်တော်ဒီတစ်ပတ်မှာဆိုရင်ထုတ်ထားတာကျွန်တော်မပြောက်ဇာတိုးနေနဲ့ဆိုရင်998ပေါ့နော်အခုဆိုရင်9ထွက်သွားပြီ9ရဲ့8ကကြမ်းမယ်နော်ဇာတိုးလိုက်တဲ့ညီကိုမောင်နှမတွေမိမိကြိုက်နေတဲ့ရရွေးချယ်ပြီးတော့လိုက်နိုင်တယ်နော်အစောဆုံးနေလာပါလိမ့်မယ်ကဲ Facebook ကညီကိုမောင်နှမတွေဒီဗီဒီယိုပိုင်းလေးကိုမြင်ပြီးတွေ့ပြီဆိုရင်အားလုံးပဲနော်တယောက်မြင်တယောက် share ပါနှစ်ယောက်မြင်နှစ်ယောက် share ပါ like လက်မှာအသေးလေးတွေနဲ့ဝန်းရံပေးပါနော်ကျွန်တော်တင်တဲ့ဗီဒီယိုပိုင်းလေးတွေကိုနေ့စဉ်နဲ့မြင်ရင်တွေ့ကျင်နေဆိုရင်ကျွန်တော်ရဲ့ page ကို follow လေးတွေနှိပ်ခဲ့နော်ကဲအများမြင်များတွေ့နိုင်အောင် share မှု share အားလေးနဲ့ကိုကြီးပေးဖို့မမေ့ကြပါနဲ့ကဲဒါဆိုရင်မနေ့ပြန်ကျွန်တော်တို့နော်25ရက်နေ့နော်အင်္ဂါနေ့နေကုန်စာမှာဘိုင်းနေနဲ့ဆိုရင်6ပိုင်3ညပိုင်နော်6ပတ်တီး3ညပတ်တီးပေါ့ကဲ3ညနဲ့ပတ်သက်တဲ့ main ကွက်ကလေးတွေဆိုရင်3ည3เนาะအားလုံးပဲ3ည4 3ည6 3ည8ပဲဖြစ်ပါတယ်3ည3 3ည4 3ည6 3ည8ပါဒါ3ညနဲ့ပတ်သက်တဲ့အကြိုက်ဆုံး main ကွက်ရိုးကွက်ကလေးတွေပါ comment မှာခြာရေးပေးထားပါကဲ9နဲ့ပတ်သက်တာဆိုရင်93 94 96 98ပဲဖြစ်ပါတယ်93 94 96 98ပဲဖြစ်ပါတယ်9နဲ့ပတ်သက်တဲ့အကြိုက်ဆုံး main ကွက်ရိုးကွက်ကလေးတွေပေါ့နော်ကဲကျွန်တော်ထုတ်ပေးတဲ့ main ကွက်ရိုးကွက်ကလေးတွေမကြိုက်လို့ကိုလုံးပိုင်ကိုကြီးရလို့တွဲဆော့ခြင်းနဲ့ကတ်ဆော့ခြင်းနဲ့ဆိုရင်နော်အင်္ဂါနေ့မှာအားကောင်းဆုံးဝမ်းကျင်းသည်93ညအချိန်ဖြစ်တယ်အဓိကပတ်တိကိုဦးစားပေးဆော့တဲ့ချင်းမိတ်ဆွေတွေအားလုံးကနော်အင်္ဂါနေ့နေကုန်စာမှာအားကောင်းဆုံးပတ်တိသည်9ပတ်တိ3ညပတ်တိအားကောင်းဆုံးဖြစ်ပါတယ်အကြိုက်တူရင်လိုက်ဆော့ပါအကြိုက်မတူရင်မဆော့ပါနဲ့စေတနာနဲ့တင်ပေးတာပြလို့ပေါက်လို့ရလို့လဲဘာမှပေးစရာမလိုပါဘူးကျွန်တော်ရဲ့ချင်းမိတ်ဆွေတွေအားလုံးကိုပေါက်ပါသေးရပါသေးဆိုတဲ့စိတ်ကလေးနဲ့ကျွန်တော်စေတနာလေးနဲ့နော်တင်ပေးတာဖြစ်ပါတယ်ဒါကြောင့်မို့အကြိုက်တူရင်လိုက်ဆော့ပါနော်စေတနာနဲ့တင်ပေးတာဖြစ်လို့အမှားမှန်တော့ရှိပါတယ်ကဲကျွန်တော်ရဲ့ချင်းမိတ်ဆွေတွေအားလုံးเนาะဇာတိုးလိုက်မယ်ဆိုရင်အခု9ရဲ့8ကကြာပါတယ်လုံးဝမပြောက်ပါဘူးမပြောက်ဇာတိုးပါเนาะ98ဇာတိုးလိုက်နိုင်ပါတယ်ကဲမနေ့ပြန်เนาะအင်္ဂါနေ့မှာလည်းအားလုံးပဲကံကောင်းကြပါစေဗျာเนาะ